မိဖို့နာကနမိတ်ဆိုးနဲ့တောင်ရတဲမှာလွှမ်းခြင်းနေကောင်းကြရလားခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ချင်းတောင်တန်းရဲ့မြို့နှင်းတွေကြားမှာပုံကွယ်နေတဲ့ရိုးရာအယူအဆနဲ့မိသားစုတန်ရောစင်တွေအကြောင်းဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒီဇင်ဘာလရဲ့အေးဆုံးမနက်ခင်းတစ်ခုမှာစတင်ခဲ့တဲ့ဒီအဖြစ်အပျက်ဟာအခုထိကျွန်တော်နှလုံးသားထဲမှာဆွဲထင်နေတော့မှာပဲအဲ့ဒီတော့ကျွန်တော်ကလူပြိုပေါက်အရွယ်ပေါ့ချင်းတောင်ရဲ့ဒီဇင်ဘာဆိုတာစောင်ပုံတဲကနေထဖို့တော်တော်လေးခဲရင်တဲ့အချိန်မှာဒါပေမဲ့အဲ့ဒီနေ့ကတော့ထူးခြားပါတယ်ကျွန်တော်တို့မိသားစုတောင်ရအလောက်အတွက်ရွာကလူတွေကိုအကူအညီတောင်းထားတာမို့ဧည့်သည်တွေအတွက်ထမင်းဟင်းပြင်ဆင်ဖို့အဖွားနဲ့အတူမနက်4 နာရီခွဲမှတင်ထခဲ့ရပါတယ်တောင်ရတဲလေးရဲ့အလဲကမီးပိုဘေးမှာအဖွားကထင်းချောင်းလေးတွေကိုစနစ်တကျစီးနေတယ်ကျွန်တော်ကတော့အဖွားဘေးမှာကတ်ထိုင်ပြီးမီးပိုကထွက်လာမဲ့အနှွေးဓာတ်ကိုစောင့်နေမိတာပေါ့တဲအပြင်ဘက်မှာတော့မြို့နှင်းတွေကပိတ်မောင်နေပြီးလေတိုးတန်ကတဝါဝါနဲ့ကြောက်စရာတောင်ကောင်းနေပါတယ်အဖွားကမီးခတ်ကြောင်နဲ့မီးစတင်ဝှင်းနေတော့မှလေဖောက်ဆိုတဲ့အတန်းကြီးကမြည်သွားပါတယ်မီးပိုတွေကထင်းစပေါက်တာထက်ပိုကျဲလောင်ပြီးတခုခုပြိုကျပျက်စီးသွားသလိုအကွဲတဲ့အတန်းမျိုးပါကျွန်တော်နဲ့အဖွားတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြတယ်ဘာဖြစ်တာလဲအဖွားတခုခုများပေါက်တာလားလို့ကျွန်တော်ကလန့်ဖြတ်ပြီးမေးလိုက်တော့အဖွားကမီးဆက်မမွေးတော့ပဲညင်ကျသွားပါတယ်အဖွားရဲ့မျက်နှာကဖြူဖြော့သွားပြီးတက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ရင်ဒီလိုမျိုးမဖြစ်တာကြာပြီမြေရဲ့မကောင်းဘူးလို့တိုးတိုးလေးရည်ရက်တယ်အဖွားကကျွန်တော်လက်ကိုစုပ်ကိုက်ပြီးဖျော့ပြပါတယ်အဖွားရဲ့အယူဆကမီးပုံမှာအကြောင်းမဲ့ဒီလိုဖောက်ကနေအတန်မီရင်အမျိုးအရင်ခောက်ပြီးတနေရာရာမှာဆုံးပတတ်တဲ့ကျွန်တော်တို့နှစ်ယောက်လုံးစိတ်မကောင်းခြင်းများစွာနဲ့မီးပိုကိုဆက်မွေးဟင်းချက်နေကြပြီမဲ့ရင်းထဲမှာတော့တထိတ်ထိတ်ပေါ့မကြပါဘူးနေအောင်ကြီးလှမ်းပြူလာတဲ့အချိန်မှာပဲတောင်ထိပ်ကနေရွာသားတွေရဲ့လှမ်းအော်ထန်ကိုကြားလိုက်ရပါတယ်အဖိုးအဖွားဆင်းခဲ့ကြပါအောင်ပြိုတူမလေးဆုံးသွားပြီပြိုအဖွားရဲ့မျက်နှာမှာမျက်ရည်တွေဝဲတက်လာပါတယ်မနက်ကကြားခဲ့ရတဲ့အတန်းဟာတကယ်ပဲတေချင်းတရားရဲ့နမိတ်ဆူးဖြစ်နေခဲ့ပါပြီအဲ့ဒီနေ့တောင်ရအလုပ်တွေအားလုံးဖြတ်လိုက်ကြရပါတယ်ချက်ပြုတ်ပြီးသားသမင်းတွေခေါင်အိုးတွေကိုထမ်းပြီးတူမလေးရဲ့အတုပါအိမ်ကိုကျွန်တော်တို့ချီကုံတင်လျှောက်ခဲ့ကြရပါတယ်မီးတင်ဂရိတ်တဲ့အချိန်မှာမြင်ရတဲ့မြစ်ကွင်ကပူပြီးရင်တာဟိုကောင်းပါတယ်အပူချိန်ကြောင့်တူမလေးရဲ့လက်ကလေးကွေးတက်လာတဲ့အချိန်မှာအဖွားကသူ့လက်ဘဲမှာအမျက်တနောဆွဲထားတဲ့ငွေတိန်းကပြားလေးကိုချွတ်ပြီးတူမလေးရဲ့လက်ထဲကိုအသားရထည့်ပေးလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာကျွန်တော်တိကျင်စောနဲ့မေးမိပါတယ်အဖွားတေသွားတဲ့သူကိုဘာလို့ငွေတိန်းကထည့်ပေးတာလဲလို့အဖွားကကျွန်တော်ကိုကင်ကျင်နာနာကြင်ကြည့်ပြီးခြေပါတယ်မြေရဲ့သူကတမလွန်ကိုသွားရမှာလေလမ်းမှာစားရင်ထမင်းဝယ်စားဖို့ရေငတ်ရင်ရေဝယ်တော့ဖို့ခရီးစရိတ်ထည့်ပေးလိုက်တာပါလို့တဲ့ဒီစကားကိုကြားလိုက်တဲ့အခါကျွန်တော်နားလည်သွားပါတယ်ချင်းတောင်တန်းဘော်ကဒီလိုထူးခြားတဲ့အယူအဆတွေဒလိတွေဟာအသိပညာထက်တန်ရောစင်တဲ့စေတနာအပေါ်မှာပဲအခြေခံနေတယ်ဆိုတာကိုနားလည်ခဲ့ပါတယ်ချေရသူကိုနောက်ဆုံးခရီးအထိစိတ်မချနိုင်ပဲဂယုစိုက်ခြင်းနဲ့အဖွားတို့ရဲ့မေတ္တာတရားဟာနမိတ်ဆိုးတွေထက်ပိုပြီးခိုင်မြဲနေခဲ့ပါတယ်ဒီနေ့အထိတောင်ချင်းတောင်တန်းကရွာလေးတွေမှာဒီလိုနမိတ်တွေရိုးရာတွေကလူသောရဲ့နှလုံးသားထဲမှာအခိုင်အမာတည်ရှိနေစေပါပဲခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်